နေ့တိုင်းပဲထမင်းစားနေရတာဆိုတော့ဒီနေ့တော့အပြောင်းလဲလေးဖြစ်သွားအောင်လို့မိုးအေးအေးလေးနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ခောက်ဆွဲကြော်လေးကိုကြော်စားသွားမှာပဲဖြစ်ပါတယ်။တည်ထားတဲ့ရင်တွေလေးကဆူလာပြီးဆိုရင်တော့ခောက်ဆွဲလေးတွေထည့်ပေးပါမယ်။ဒါကတော့ကျမစီထည့်လိုက်တာပါ။ခောက်ဆွဲပြုတ်တဲ့ကိုစီနဲ့ထည့်လိုက်ရတဲ့အကြောင်းရင်းကတော့ခောက်ဆွဲတွေတစ်ခုနဲ့တစ်ခုမပူးကတ်သွားပဲနဲ့အခုလိုမျိုးအချောင်းလိုက်လေးအမြင်လိုက်လေးဖြစ်သွားအောင်လို့ပါ။ကွဲနေအောင်လို့ပေါ့နော်။စီမထည့်တဲ့အခါမျိုးကြလို့ရှိရင်တော့ခောက်ဆွဲရတစ်ခုနဲ့တစ်ခုပူးကတ်နေပြီးတော့လေအချောင်းလေးတိုင်းမဟုတ်တော့ဘဲနဲ့အမြင်ကမလာတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့မိုးကစီနည်းနည်းလေးထည့်ပြီးတုံထားပေးတာပါခောက်ဆွဲလေးကပျော့ပြောင်းလာပြီဆိုရင်တော့စကားလေးနဲ့စစ်ထားပေးရပါမယ်အခုဆိုရင်တော့မိုးရဲ့ခောက်ဆွဲလေးကိုကြည့်လိုက်ပေါ့နော်ဒီလိုမျိုးခုဆွဲလိုက်တာနဲ့ရောလေပူကတ်နေတာမျိုးမရှိဘဲနဲ့တမြင်ချင်းကိုဖြစ်နေတာတွေ့လားခောက်ဆွဲကြော်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကတော့မိုးကတော့ဝက်သားကိုတုံးထားပါတယ်ကိုကဝက်သားမကြိုက်ဘူးဆိုရင်တော့စက်သားလေးတုံးနိုင်ပါတယ်ဒါကတော့ပန်းပွင့်ပေါ့နော်ပန်းပွင့်ရဲ့ပန်းကော်ပီရဲ့ပဲသီးရဲ့ခဲရော်လေးလည်းသုံးထားပါတယ်အရင်ဦးဆုံးကြက်သွန်နေလေးကိုစီတက်ပေးရပါမယ်ဆွနေမောက်လေးနည်းနည်းထည့်ပြီးတော့အယောင်လေးတောက်အောင်လို့စီတက်ပေးရပါမယ်ခောက်ဆွဲကြော်ကြော်တဲ့ဗီဒီယိုလေးတွေကိုတော့အရှိမလည်းတင်ခဲ့ပူးတယ်ပေါ့နော်အရှိမကတော့ပစ္စည်းအစုံလင်ပို့ပြီးတော့ရှိပါတယ်အခုကတော့မိုးအိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲကြော်လိုက်တာပါစုံစုံလင်လင်တော့မဖြစ်သွားဘူးပေါ့နော်ပဲပြားရွှေပဲသီးနဲ့ဘေဘီခွန်လေးတွေကိုလည်းထည့်ပြီးတော့သုံးနိုင်ပါတယ်အခုဆိုရင်တော့စီလေးကလည်းအယောင်တက်လာပြီဆိုတော့ခုနပပလေးလိထားတဲ့ဝက်သားလေးကိုထည့်ပြီးတော့ချက်ပေးရပါမယ်ဝက်သားကိုအရသာချိုချိုလေးလေးဖြစ်သွားအောင်လို့စားအချိုမုံကြာညိုလေးကိုလည်းထည့်ပေးရပါမယ်မိုးကတော့အချိုမုံတိတ်မသုံးချင်လို့တကြားလေးနည်းနည်းထည့်သုံးပါတယ်အခုလိုမျိုးတေချာလေးလုံးပြီးဆိုရင်တော့ဝက်သားလေးတွေကျက်သွားအောင်တော့နော်နူးရတဲ့အထိကိုရေလေးနည်းနည်းထည့်ပြီးတော့အဖုံးလေးအုပ်ထားပေးရပါမယ်ခောက်ဆွဲထဲမှာလည်းအရသာဝင်သွားအောင်လို့စားအချိုမုံလေးနည်းနည်းနဲ့တကြားလေးပြီးတော့ကြာညိုလေးကိုထည့်ပြီးတော့နှက်ဆက်အောင်လို့နေထားပေးရပါမယ်အခုလိုမျိုးနေထားရောက်တဲ့အထိတမအောင်လို့မွေပေးရမှာပါချက်ထားတဲ့ဝက်သားလေးကလည်းနူးလာပြီဆိုတော့အခုနအသင့်ပြင်ထားတဲ့အသီးရွက်လေးတွေကိုထည့်လိုက်ပါမယ်အားလုံးကိုတမအောင်မွေပေးပြီးတော့အသီးရွက်လေးတွေနူးအောင်လို့ရင်နွေးလေးနည်းနည်းထည့်ပြီးတော့အဖုံးအုပ်ထားပေးရပါမယ်အခုဆိုရင်တော့အသီးရွက်လေးကလည်းနူးလာပြီပေါ့နော်အရေတွေတော့နည်းနည်းကြံသေးတယ်ပေါ့နော်အရေတွေခံဖို့အတွက်ဒါပေမဲ့အဲ့ဒီအရေတွေနဲ့ပဲခောက်ဆွဲကိုပြန်ပြီးကြော်မှာပါဘာဖြစ်လို့ဆိုတော့ဒီခောက်ဆွဲကြော်တွေကိုကြက်ပြုတ်ရေးစားကိုဒီရေလေးနဲ့ပဲကြော်မှာပေါ့နော်ဒီနေရာမှာအသီးရွက်ကိုနူးတာမကြိုက်ဘဲနဲ့အစိမ်းကြော်အတိုင်းပဲကြိုက်တဲ့သူဆိုရင်တော့အခုနအသီးရွက်ချက်တဲ့ခါမှာရင်တွေကိုအများကြီးမထည့်လိုက်နဲ့ပေါ့နော်နည်းနည်းလေးထည့်တာနဲ့ရပါတယ်အရသာလေးကနည်းနည်းပေါ့နေတာပေါ့နော်အဲဒါကြောင့်မလို့ငံပြရေလေးနဲ့တကြားလေးနည်းနည်းထည့်ပေးလိုက်ပါတယ်ကဲအခုဆိုရင်တော့အနက်မွေးမွေးလေးနဲ့မိုးအေးအေးလေးမှာအရန်ကိုမှစားချင်စရာကောင်းတဲ့ခောက်ဆွဲကြော်ပွဲလေးကိုရရှိပါပြီမူရဲ့အိမ်သားတွေကမူရဲ့လက်ရောက်ဘလောက်တောင်အားပေးလဲဆိုတော့ဒီမှာကြည့်လိုက်ပါဦးနောက်ထပ်တအိုးတောင်မှထပ်ပြီးကြော်ကျွေးရတယ်ပေါ့နော်ပထမခောက်ဆွဲကြော်တအိုးကကုံသွားလို့နောက်ထပ်ပြီးတော့ကြော်ကျွေးရတာပေါ့နော်ဒီအိုးလေးကတော့လူကြီးစားမှဖြစ်လို့အပေါ်ကနေပြီးတော့အနံ့လေးမွေးအောင်လို့ငရုတ်ကောင်းလေးဖြူထည့်ပေးလိုက်ပါတယ်ဒီနေရာမှာခောက်ဆွဲကိုထွေထွေလေးနဲ့စီစီလေးစားခြင်းနဲ့ဆိုရင်တော့အိုးချကန်ဒီမှာကော်ရည်လေးတစ်စုံလောက်ထည့်ပြီးတော့မှွေပေးလိုက်ပေါ့နော်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့အရသာရှိပြီးတော့ခောက်ဆွဲကြော်စီစီလေးရရှိမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ခုနကတော့ကြော်ပြထားတဲ့ခောက်ဆွဲကြော်လေးစားပြမှာဖြစ်ပါတယ် Hello say hello Hi Hi ဒီနေ့ Hello အချင်းလေးကတော့လုပ်လိုက်တာမပြလိုက်ဘူးပေါ့နော်ဒါကတော့ဘယ်သူတို့ဒါဘာမှတော့မပါဘူးဒါကခေါ်ပြီးလေးရယ်စက်သွန်လေးရယ်ပြီးတော့ရုပ်ပြီးစိမ့်လေးပေါ့နော်ရုပ်ပြီးစိမ့်လေးရယ်ပြီးတော့အချင်းလေးညှက်ပေးတာပေါ့နော်ပြီးတော့အချုံမုတ်လေးနည်းနည်းနဲ့ငပြားလေးလေးပဲထည့်ထားတာပါဒါတော့ရိုးရိုးရှင်းရှင်းလေးပါပဲသူကလည်းသူကပြချင်တာဟာအိုးအမေစားမယ်နော်တို့ရောငါကတို့ဆိုဝါပူလေးမိုးအေးအေးလေးနဲ့ခုလိုမျိုးခောက်ဆွဲကြော်ပူလေးစားဘယ်လောက်ကောင်းလဲရတာ
亲密你要呗？有呀呀呀！来吃，对，吃。过对过，过，过。快点点插过来。အခုကျမစားနေခောက်ဆွဲကြအခုကျမစားနေခောက်ဆွဲအနည်းဆုံးလူ3ယောက်လောက်စားလို့ရတယ်တယောက်တည်းပဲစားပြလိုက်ခောက်ဆွဲကြအရင်ကြိုက်ဒါဆိုင်မှာကြော်တဲ့ခောက်ဆွဲကြော်အတိုင်းပဲဝတ်သားလေးရတယ်မရှိဘူးပြင်းနေရောပဲအချင်းရတယ်အီပြေးလေးခောက်ဆွဲကြော်ရင်အဲ့လိုမျိုးအတိရွက်လေးစုံစုံလေးလေးကိုပို့ကြိုက်သမီးလေးကလည်းကြော်ညာဟာအဲ့လိုအချင်းကောင်းလားစားတော့ကွာဒီနေ့ vlog လေးတော့ဒီလောက်ပါပဲနောက် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်တတား